ကျွန်တော်နေ့ကအက်ဆီဒန့်တစ်ခုဖြစ်ခဲ့တယ်ဗျဒီအက်ဆီဒန့်အကြောင်းကိုကျွန်တော်ပြောပြရတာကဒီလိုမိတ်ဆွေတို့မှလည်းမတော်တဆအက်ဆီဒန့်ဖြစ်လာခဲ့ဆိုရင်အက်ဆီဒန့်ကြီးကြီးမားမားတော့မဟုတ်ဘူးเนาะအက်ဆီဒန့်အသေးလေးဖြစ်လာခဲ့ဆိုရင်ဘယ်လိုမျိုးဖြစ်ရှင်းလို့ရမလဲဆိုတော့ဒါလေးပေါ့เนาะကျွန်တော်အတွေ့အကြုံရပြန်ပြီး share လုပ်ပေးခြင်းလားဖြစ်ပါတယ်ဖြစ်စဉ်ကကြတော့ဟိုဘက်ကအတိုက်ခံရတဲ့စိုက်ကယ်ကသူကလမ်းကြောယူအောင်မားတယ်သူကဒီဘက်ကိုသွားမဲ့လမ်းကြောကိုသူကဒီဘက်ကနေယူထားတယ်ယူထားပြီးတော့ဒီပုံစံလမ်းပေါ့နော်ဒီပုံစံလမ်းမှာသူကဒီဘက်ကယူထားတယ်ယူထားပြီးတော့ကားပိတ်နေတော့ရုပ်ပြက်ကြီးထိုးရလိုက်တယ်ရလိုက်တော့ကျွန်တော်ကအနောက်ကနေလည်းမောင်းလာရင်းနဲ့ဘီနာမှာအက်ဆီဒန့်အသေးလေးဖြစ်တာကိုကျွန်တော်ကသွားငေးမိလိုက်တယ်ပေါ့နော်ငေးမိလိုက်ပြီးတော့တိုက်မိသွားတယ်တိုက်မိတော့ကျွန်တော်စိုက်ကယ်တော့ဘာမှမဖြစ်သွားဘူးဒါပေမဲ့သူ့စိုက်ကယ်ကတော့နောင်မီးခွက်နဲ့အဲ့နောက်ကကာဝါလေးဟာသွားတယ်ပေါ့နော်နောက်ပြီးကွက်နည်းနည်းကွဲသွားတယ်ကျွန်တော်အခုဒီပုံမှာပြထားတဲ့အတိုင်းပေါ့နော်ဒီမှာနောက်ပြီးကွက်လေးနည်းနည်းကွဲသွားတယ်ပြီးတော့ကာဝါဟာသွားတယ်အဲ့ဒါဖြစ်တာအဲ့မှာကျွန်တော်တို့ရက်ပြီးတော့စကားပြောကြတယ်စကားပြောကြတဲ့အချိန်မှာသူကဒီစိုက်ကယ်ပြင်ဖို့အတွက်သူ13,000တောင်းတယ်ဗျစိုက်ကယ်ပြင်တာအဲ့လောက်ဘလောက်မှမကြဘူးမကြတာဘူးသူက13,000တောင်းတယ်ဟိုအတိုက်ခံရတဲ့တော့လည်းအဲ့ main ကလေးပဲ main ကလေးထိုင်းမှာပေါ့နော်အဲ့ main ကလေးဖြစ်နေတော့ကြတော့စိုက်ကယ်အကြောင်းတွေကုန်ကြစိတ်တွေဘာမှလည်းမသိဘူးသူကတော့သူတောင်းချင်တာတောင်းတာနေမှာပေါ့နော်အဲ့တောင်းတော့ကြတော့ကျွန်တော်လည်းဒီလောက်မကုန်ဘူးဆိုတာကျွန်တော်သိတယ်လေတည့်ရဲ့အတွက်ကြောင့်မလို့သူ့ကိုဈေးညှိတယ်ဈေးညှိပြီမှမရအောင်မရတော့ကြတော့အဲ့မှာကျွန်တော်ပြင်ဆိုင်မှာသွားပြီးတော့ပြင်ကြကုန်ကြစိတ်ရဲ့တဝက် site ပြင်မယ်ပေါ့သူ့ဘက်ကလည်းသူလမ်းကြောယူအောင်မားပြီးတော့သူမောင်းနေတဲ့အတွက်ကြောင့်မလို့သူမာလဲပါတယ်ဆိုတော့ကျွန်တော်ပြောတယ်ပြောပြီးတော့သူ့ဘက်ကလမ်းမခံတော့နောက်ဆုံးရဲစကန်သွားတယ်ရဲစကန်သွားပြီးတော့ရဲစကန်မှာကျွန်တော်ကနိုင်ငံခြားသားဆိုတာရဲကမသိသေးဘူးမသိသေးတော့ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ဒီနေရာမှာသူ CCTV လည်းမရှိဘူး CCTV မရှိတော့ကြတော့ကိုယ့်အနေကိုဖြစ်တယ်ဆိုရင်ကိုယ့်အကိုဖြည့်ရှင်းကြပေါ့ကြီးကြီးမားမားဖြစ်တာလည်းမဟုတ်ဘူးဆိုတော့ကိုယ့်အနေကိုဖြည့်ရှင်းဆိုပြီးတော့ပြောတယ်ရဲကပြောတယ်ပေါ့နော်ရဲကပြောကြအဲ့မှာကျွန်တော်တို့ပြီးတော့ထပ်ပြောတရားရဲဒီဥစ္စာကသူ့ဘက်ကအမားလည်းပါတယ်သူလမ်းကြောယူအမားတယ်ဆိုတော့ရဲကလည်းထောက်ပြနေမှာထောက်ပြပြီးတော့သူဟိုဖြစ်တယ်ဆိုကိုကကုန်ကြစိတ်တယောက်တော့ရှင်းဆိုပြီးပြောပြီးတော့ကြမှာကျွန်တော်ကသူထိုင်းနိုင်ငံသားမဟုတ်တာနိုင်ငံသားဖြစ်နေဆိုတော့ဟာလည်းသိလိုက်ရော situation ကပြောင်းသွားတယ်ပြောင်းသွားပြီးတော့ကြတော့အဲ့ဟိုဘက်ကထိုင်းမှာလည်းပြောတယ်ရဲကိုဆိုတော့တင်ပြောတယ်ပြောကြရဲကနေနောက်ဆုံးကြကျွန်တော်9000ပေးလိုက်တယ်ကျွန်တော်သိတယ်လေဒီစိုက်ကယ်ကအဲ့လောက်ထိလည်းကုန်ကြစရာမလိုပြန်ပြင်မယ်ဆိုအများဆုံး1500 2000ပဲကုန်ကြမယ်ဟာလေအဲ့ဒါဆိုတော့9000တောင်မှတောင်းတယ်9000တောင်မှပေးခိုင်းတယ်ပေါ့နော်ပေးခိုင်းတော့ကြတော့ကျွန်တော်လည်းလက်မခံဘူးလေကျွန်တော်လည်းသိတော့ကြလက်မခံဘူးပြင်ဆိုင်ခေါ်သွားပြီးတော့ပြင်ပေးမယ်ပြင်ပေးပြီးတော့ကုန်ကြစရာရဟိုကုန်ကြစရာအကုန်ရှင်းဆိုရင်ရကျွန်တော်တိုက်မိရကျွန်တော်ကတိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ရကျွန်တော်ရှင်းပေးမယ်အကုန်ရှင်းပေးမယ်ဒါမဲ့ဆိုင်ခေါ်သွားမယ်ဆိုတာတော့မှသူ့ဘက်ကလက်မခံသူကပတ်စံပဲပေးတယ်ပတ်စံပဲပေးဆိုပြောတယ်ဗျာပြောကြနောက်ဆုံးအဲ့မှာပတ်စံပဲပေးဆိုတော့လေသူကဟိုရဲစကန်မှာလည်းရောက်နေတဲ့အတွက်ကြောင့်ပြီးတော့ကိုကလည်းနိုင်ငံသားဖြစ်နေတဲ့အတွက်ကြောင့်ကိုမှအခွင့်အရေးတွေမတားဘူးပေါ့နော် situation ဘက်ကတစ်ဖက်စောင်းနေရပေါ့နော်တစ်ဖက်စောင်းနေကြအဲ့မှာကျွန်တော်နောက်ဆုံးတော့အဲ့မှာဈေးကြီးလိုက်တယ်ပေါ့နော်ဈေးကြီးလိုက်ပြီးတော့3800နဲ့ပဲပြီးသွားတယ်ဗျ3800နဲ့ပဲပြီးသွားပြီးတော့အဲ့မှာသွားဟိုဆိုင်မှာဟိုဘာတော့နှစ်အောင်လုံးသဘောတူပါညာပေါ့အဲ့လက်မှတ်တွေပါရေးထိုးရအောင်ပေါ့နော်အဲ့မှာအဲ့ကိစ္စတွေကတော့ဟိုဘာမှဆက်ပြီးတော့ရေးမကြည့်တော့ဘူးဆိုတော့လေအခုကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတကယ်လို့မိတ်ဆွေတို့ကြုံတွေ့ခဲ့တယ်ဆိုရင်လည်းဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းရမလဲဆိုတာလေးသိအောင်လို့ကျွန်တော်အတွေ့အကြုံရပြန်ပြီး sharing လုပ်ပေးရပါတော့အရင်ဆုံးမိတ်ဆွေတို့လည်းအဲ့လိုမတော်တဆ accident ဖြစ်ခဲ့တယ်ဆိုရင်အရင်ဆုံးဓာတ်ပုံလေးဗီဒီယိုတွေရိုက်ထားပြဖြစ်တဲ့နေရာမှာပေါ့နော် CCTV ရှိမရှိဓာတ်ပုံဗီဒီယိုရိုက်ထားပြီးရင်ဖြစ်တဲ့နေရာမှာပဲဖြည့်ရှင်းနိုင်ရင်ဖြည့်ရှင်းပေါ့နော်ဘယ်လိုဖြည့်ရှင်းလို့အဆင်မပြေဘူးဆိုရင်နောက်တစ်ဆင့်အနေနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်ပြင်တဲ့ဆိုင်မှာသွားပြီးတော့ခေါ်သွားလိုက်သူ့ကိုခေါ်သွားပြီးတော့ပြင်တဲ့ဆိုင်မှာကုန်ကြစိတ်ဘယ်လောက်ရှိတယ်ချက်စုံစမ်းလိုက်ပေါ့နော်စုံစမ်းပြီးတော့ကိုလက်တင်ခံနိုင်တဲ့ပမာဏဆိုရင်ဒီခါလေးပြင်ပေးလိုက်ဟိုဘက်ကလည်းလက်ခံနေဆိုရင်အဆင်ပြေသွားပြီပေါ့နော်အဲ့မှာတင်ပြီးသွားလိမ့်မယ်ဒါပေမဲ့
သူဟိုဘက်ကလည်းလက်မခံဆိုရင်အဲ့မှာကုန်ကြစိတ်ကိုကွာဆိုင်မှာလည်းတိပြီးသွားပြီဖြစ်တဲ့တော့ကြောင့်မလို့ရဲစကန်မဲနောက်ဆုံးမဖြစ်မနေသွားမယ်ဆိုရင်ကိုမှဒီကုန်ကြစိတ်ကိုလည်းတိသွားပြီကွာရဲစကန်သွားမယ်ကွာပြင်ပေးမယ်ဘာညာအဲ့လိုမျိုးပေါ့ရဲစကန်မှာလည်းကွာဟိုအတိအကျပြောနိုင်ပြီဆိုရင်တော့အဲ့ဒါဆိုရင်တော့ကိုယ့်အတွက်တက်တာနိုင်တဲ့အနေအထားရှိမယ်ပေါ့နော်မဟုတ်ရင်တော့ကွာဖြစ်ချင်းရဲစကန်တန်းသွားလိုက်တယ်ဆိုရင်ကိုကနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကအခွင့်အရေးမတာဘူးပေါ့နော်အခွင့်အရေးမတာတော့ကြတော့အဲ့ဒါနောက်ဆုံးကိုယ့်ဘက်ကပဲပို့ပြီးတော့လူလာထက်ပို့ပြီးတော့ပေးလိုက်ရနိုင်ခြင်းများတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါတကယ်လို့မတော်တဆတကယ်လို့မိတ်ဆွေတို့လည်းဖြစ်ခဲ့တယ်ဆိုရင်ဒီလိုမျိုးဖြည့်ရှင်းလို့ရတယ်ဆိုတာလေးကျွန်တော်အတွေ့အကြုံလေးနဲ့ရှင်ပြီးတော့ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးဒီကနေ့ဖြည့်ရှင်းကြပါပြီဗျာ